အားလုံးပဲမင်္ဂလာပါအရောက်စီတိုင်းကိုခန္ဓာကျမ်းမာခြင်းနဲ့တူစိတ်နှလုံးငြိမ်သက်ခြင်းရှိစေဖို့ရှေးဥစွာဖြင့်ဆုတောင်းမေတ္တာပို့တတ်ပါတယ်ဒီနေ့ကျမတို့သူတကွနှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြမဲ့ခေါင်းစဉ်ကတော့သေးငယ်တော်လဲဆိုတဲ့ခေါင်းစဉ်အဖြစ်ခွန်အားယူကြမှာဖြစ်ပါတယ်လူတွေကကျမတို့သေးငယ်တဲ့အရာမထင်ပေါ်တဲ့အရာpopular သိမ့်မဖြစ်တဲ့အရာတွေဆိုရင်လူတွေကအလေးနဲ့မထားဘဲနဲ့လစ်လျူရှုတတ်ကြပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာလူတွေအမြင်မလတော့လဲလူတွေအထင်ကြီးစရာတိတ်မရှိတော့လဲသေးငယ်တဲ့အရာများစွာကိုဘုရားသခင်အသုံးပြုတယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့ဒီနေ့အတူတကွနှုတ်ကပတ်တော်ဆင်ခြင်ရင်းနဲ့ခွန်အားယူသွားကြမှာဖြစ်ပါတယ်ယောဘဝတ္ထုခန်းကြီး၈ပိုက်ငယ်9မှာကျမတို့ယောဘကြီးစွာသောဒုက္ခဆင်းရဲခြင်းထဲမှာရောက်ရှိနေတဲ့အခါမှာဘိလဒတ်ဆိုတဲ့သူ့ရဲ့တငယ်ချင်းကလာပြီးတော့သူ့ကိုမင်းမြန်ခြင်းနဲ့သူ့ကိုခွန်အားပေးတယ်ဒီထဲမှာခန်းကြီး၈ပိုက်ငယ်9မှာတင်ဒီအစအဦး၌ငယ်တော်လဲနောက်ဆုံး၌အလွန်ကြီးပွားလိမ့်မည်အစအဦးမှာငယ်တော်လဲဆိုတဲ့ဒီစကလုံးကသူ့ရဲ့မူရင်းစကလုံးမှာဆိုရင်အတိပ္ပယ်ကတာမန်ဖြစ်တယ်မထင်မပေါ်တဲ့အရာဖြစ်တယ်အရေးပါအရာရောက်ခြင်းမရှိတဲ့အခြေအနေမှာဖြစ်ပေမဲ့လေနောက်ဆုံးမှာအလွန်ကြီးပွားလိုက်မယ်ဆိုပြီးတော့မှသူ့ကိုခွန်အားပေးတာကိုကျမတို့တွေ့ရှိရပါတယ်ဒီကျမ်းစာထဲမှာလည်းအစအဦး၌ငယ်ပေမဲ့လေလူတွေရဲ့မြင်မှာသေးငယ်တယ်လို့မြင်ပေမဲ့လေနောက်ဆုံးမှာဘုရားသခင်အသုံးပြုတဲ့အခါမှာကြီးပွားလာတာအများကြီးကိုကျမတို့တွေ့ရပါတယ်ပထမဆုံးကျမတို့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး16မှာဒါဝိဒ်ကိုဗိတ်တိတ်ပြီးတဲ့အကြောင်းကိုကျမတို့တွေ့ရပါတယ်ခန်းကြီး15မှာရှောလုကဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်မို့ရှောလုကိုပယ်ပြီးတော့မှအတစ်ဘယင်နောက်တစ်ပါးကိုဗိတ်တိတ်ပေးဖို့ရှမွေလကိုပြောတဲ့အခါမှာရှမွေလကဘုရားသခင်မိန့်မာတဲ့အတိုင်းပဲသူသွားတဲ့အခါမှာယေရှဲရဲ့သားတွေနဲ့တွေ့တာကိုကျမတို့တွေ့ရပါတယ်ယေရှဲမှာသူ့ရဲ့သား၈ယောက်ရှိတယ်အဲ့ဒီမှာသူ့ရဲ့သား9ယောက်ကိုယေရှဲကခေါ်ခဲ့တာကိုကျမတို့တွေ့ရပါတယ်အဲ့တော့ပထမဆုံးသားဦးအေလီယာဘကိုခေါ်ခဲ့တယ်တဲ့ကျမတို့တမန်ကျမ်းစာမှာကြည့်လိုက်တဲ့အခါမှာသူ့ရဲ့သားကြီး3ဦးเนาะအေလီယာဘကိုခေါ်လာတယ်ရှမွေလကကြည့်လိုက်တဲ့အခါမှာဟာဒီတယောက်တော့ဟုတ်ပြီဘာကြောင့်လဲဆိုရင်သူ့ရဲ့ဖြစ်နိုင်တာသူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့ကိုယ်ခန္ဓာအရက်မောင်းကိုကြည့်လိုက်တဲ့အခါမှာဒါဒီတယောက်ကတော့ဣတိလလူမျိုးတွေရဲ့ဘယင်ဖြစ်နိုင်လောက်တယ်ဖျားရွေးကောက်တဲ့ဘယင်ဖြစ်နိုင်လောက်တယ်လို့သူကထင်တယ်ဒါပေမဲ့လည်းဘုရားသခင်ကပြောလဲခန်းကြီး16ပတ်ငယ်9မှာထာဝရဘုရားကသူဤမျက်နာသူဤအရက်ကိုမကြည့်မရှုနဲ့သူ့ကိုငါပယ်ပြီးထာဝရဘုရားဒီလူမြင်တကယ်တော့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန့်တော်မူ၏အဲ့တော့တာကြီးအေလီယာဘကိုခေါ်လာတဲ့အခါမှာဘုရားကပယ်တယ်မဟုတ်ဘူးဆိုတဲ့အခါမှာသားတစ်ယောက်ပြီးတစ်ယောက်သူသား9ယောက်စလုံးကိုပြရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘာကြောင့်မို့ဒီသား3ယောက်ကိုတော့နာမည်နဲ့ဖော်ပြပြီးတော့မှပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခန်းကြီး7အပိုင်ငယ်73မှာဆိုရင်ယေရှဲရဲ့ဒီသားကြီး3ယောက်ကဘယင်ရှောလုစီမှာစစ်မှုထမ်းနေတဲ့သူတွေဖြစ်တယ်အဲ့တော့သူတို့ဒီကိုခန္ဓာရတော်၎င်းပညာအရေးချင်းမှာတော်၎င်းအပေါ်ယံဒီတိုင်းကြည့်လိုက်တာနဲ့တော့ဒီလူတွေကတကယ်ကိုဥဆောင်နိုင်တယ်လို့ထင်ရတယ်အဲ့တော့သူ့ရဲ့သား9ဦးလုံးခေါ်လာတဲ့အခါမှာဘုရားသခင်ကပယ်တဲ့အခါမှာရှမွေလမေးတယ်တစ်သားဒါကုန်မဲ့လားရှိသေးလားဆိုတော့အဲ့ဒီခါမှာမှယေရှဲကအော်အငယ်ဆုံးတော့သားကြံသေးတယ်သူကတော့တော်ထဲမှာတိုးချောင်းနေတယ်ဆိုတော့ပြောတဲ့အခါမှာသွားခေါ်ခိုင်းတယ်ခေါ်လိုက်တဲ့အခါမှာဒါဝိဒ်ကိုမြင်တော့ရှမွေလကကြည့်လိုက်တော့ဘယ်လိုတွေ့လဲဆိုရင်ခန်းကြီး16ပိုက်ငယ်7မှာသူဒီနေသောစပင်ရှိ၏လသောအစင်းနှင့်ချစ်ဖွယ်သောမျက်နှာလည်းရှိ၏ထာဝရဘုရားကဤသူပေဒီထား၍ဗိတ်တိတ်ပြီးတော့တို့ကြည့်လိုက်တဲ့အခါမှာအခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ချစ်စရာလေးပေါ့စစ်သူကြီးတို့တော့ဘယင်ကြီးဖြစ်လာရလောက်အောင်ခွန်အားကြီးမားတဲ့ရုပ်တံတော့မဟုတ်ဘူးဒါပေမဲ့လည်းဘုရားသခင်ကသူ့ကိုရွေးတယ်လို့ဆိုတဲ့အခါမှာခန်းကြီး16ပိုက်ငယ်73မှာရှမွေလသည်လည်းစီဘူးကိုယူ၍သူ၏အကိုစုထဲမှာသူ့ကိုဗိတ်တိတ်ပေးလေ၏သူထက်အင်မတန်မှခွန်အားကြီးတဲ့လူခန္ဓာကြီးမားတဲ့အရေးချင်းနဲ့ပြေဝတဲ့သူ့အကိုတွေကြားထဲမှာမှရွေးပြီးတော့မှဒါဝိဒ်ကိုဗိတ်တိတ်ပေးလိုက်တယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့ခန်းကြီး16မှာတွေ့ရတယ်ထိုနည်းတူပဲခန်းကြီး19မှာကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖိလိတိလူတွေကလာပြီးတော့မှဣတိလလူမျိုးတွေနဲ့စစ်တိုက်ဖို့ရန်ရောက်ရှိလာကြတယ်ရောက်လာတဲ့အခါမှာသူတို့ထဲကဖိလိတိလူဂါသမြို့သားဂေါလိယတ်က
သူနဲ့တိုက်ခိုက်ဖို့တိုက်ဦးချင်းတိုက်ခိုက်ဖို့အတွက်ကိုလာပြီးတော့မှစိန်ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကျမ်းစာမှာကြည့်လိုက်တဲ့အခါမှာဂေါလိယက်ကတဲ့6တောင်နှစ်တထွာအရက်မြင့်နဲ့ခေါင်းပေါ်မှာဂျေးဝါခမောက်လုံးဆောင်းထားတယ်ဂျေးဝါเนาะသူ့ရဲ့ချက်ဝတ်အင်ဂျီကလည်းအခွက်50အချိန်ရှိတယ်သူ့ရဲ့တကူလုံးမှာစစ်ဝတ်တစားတွေနဲ့ဓာတ်နဲ့လွယ်ပြီးတော့မှသူဒီလာတော့တွေ့ရတယ်အဲ့တော့ဣတိလလူမျိုးတွေကတွေ့တဲ့သူတွေကအင်မတန်မှကြောက်ပြီးတော့မှတချို့ကတော့တွေ့တဲ့သူတွေကပြေးကြတယ်ဆိုမှကျမ်းစာထဲမှာဖော်ပြထားပါတယ်ဒီအချိန်မှာပဲစစ်မှုထမ်းနေတဲ့အကိုတွေကိုရိတ်ခါပို့ဖို့ဒါဝိဒ်ကိုသူ့ရဲ့ဖခင်ကစေလွတ်လိုက်တဲ့အခါမှာဣတိလလူမျိုးတွေကိုလာပြီးတော့မှစိန်ခေါ်ပြီးတော့မှဘုရားသခင်ကိုမထီမဲ့မြင်ပြုတော့တွေ့တော့သူဒီရေရေဝုန်းဝုန်းနဲ့သူသွားတိုက်နေလို့ပြောတဲ့အခါမှာဘယင်ကြီးရှောလူကိုယ်တိုင်ကသူ့ကိုတားတယ်။ဘာကြောင့်လဲသူ့ကိုကြည့်လိုက်အခါမှာအသက်ရွယ်ငယ်ရွယ်တယ်ရုပ်ရည်ချောမောပနုနုဖတ်ဖတ်နဲ့ဘယ်လိုလုပ်ဒီလောက်ထိလူထွားကြီးကိုသွားတိုက်နိုင်မလဲလို့ထင်တယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာဒါဝိဒ်ကိုခွင့်ပြုလိုက်တာကိုတွေ့ရတယ်။အဲ့တော့အင်မတန်ကြီးမားတဲ့စစ်ဝတ်တစားအပြည့်နဲ့ဂေါလိယက်ကြီးကဒါဝိဒ်ကိုတွေ့တဲ့အခါမှာခန်းကြီး19ပိုင်ငယ်43မှာတင်ဒီတောင်ဝင်းနဲ့ငါထံသို့လာရမည်အကြောင်းငါဒီခွေးဖြစ်သလိုဟုမေးလျက်ကျိန်ဆဲတယ်တဲ့စစ်ဝတ်တစားတော်မဝတ်ဆင်နိုင်တဲ့လေလွန်းလို့မဝတ်နိုင်တဲ့ဒါဝိဒ်ရဲ့ပုံစံကြည့်လိုက်တဲ့အခါမှာသူဒါဝိဒ်ကဘာတွေတည်လာတယ်လဲဆိုလို့ရှိရင်မိမိတောင်ဝေးကိုကင်လက်သူ့ကြောင့်သားမလို့သူထိန်မလို့သူဒီတောင်ဝေးကင်ပြီးတော့ချောသောကြောက်ငါးလုံးကိုချောင်းထဲကရွေး၍သူထိန်တစားတိဟုသောလွယ်အိတ်ထဲ၌ထဲလောက်လွဲကိုကင်၍ချန်ကပ်လာတယ်တဲ့သူတို့နှစ်ယောက်ရဲ့လက်နဲ့ကရိယာကိုကြည့်လိုက်တဲ့အခါမှာဘာမှမဆိုင်ဘူးခန္ဓာကိုယ်အချင်းကိုကြည့်လိုက်တဲ့အခါမှာလည်းဘာမှမဆိုင်ဘူးအရေးချင်းကိုကြည့်လိုက်တဲ့အခါမှာလည်းဘာမှမဆိုင်ဘူးဒါပေမဲ့လည်းကျမတို့ဒီဇက်လိုင်းရဲ့အဆုံးကိုကျမတို့အားလုံးသိကြပါတယ်ကဲလုံးတစ်လုံးကိုလောက်လွဲမှာထည့်ပြီးတော့မှပစ်လိုက်တဲ့အခါမှာဂေါလိယက်ရဲ့နဖူးကိုထိမှန်ပြီးတော့မှဂေါလိယက်ကြီးလဲသွားတယ်လဲကျသွားတဲ့ရန်သူကိုအနိုင်ယူဖို့ဓာတ်တော်မှဒါဝိဒ်မှာမပါဘူးမပါတဲ့အတွက်ကြောင့်မို့ဂေါလိယက်ရဲ့ဓာတ်ကိုပြန်ယူပြီးတော့မှသူ့လေဘင်းကိုဖြတ်ပြီးတော့မှအနိုင်ယူတဲ့အကြောင်းကိုတွေ့ရပါတယ်ဒီမှာလူတွေအမြင်မှာသေးငယ်တယ်အထင်ကြီးစရာမရှိဘူးစစ်တိုက်တဲ့အရာမှာပေါ့အထင်ကြီးစရာမရှိဘူးလို့ထင်ရတဲ့ဒါဝိဒ်ကိုဘုရားသခင်အသုံးပြုတဲ့အခါမှာဘုရားရဲ့နာမနဲ့သွားတိုက်ခိုက်တဲ့အခါမှာသူဒီအင်မတန်မှလူတွေဖိတ်ဖိတ်တော့စစ်သူကြီးတွေတောင်ကြောက်ရလောက်တဲ့ဂေါလိယက်ကိုဘာမဟုတ်တဲ့ဂဲလုံးလေးနဲ့လောက်လွဲလေးနဲ့အနိုင်ယူခဲ့တာကိုကျမတို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်ကိုရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး15အပိုင်ငယ်9မှာတမန်တော်ရှင်ပေါလုကဘာပြောတယ်လဲဆိုရင်ငါဒီအထက်ကဘုရားသခင်၏အသင်းတော်ကိုညင်စေတော့ကြောင့်အညံ့ဆုံးသောတမန်တော်ဖြစ်၏တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုမခံထိုက်ဒီမှာအင်္ဂလိပ်လိုမှာတော့ for I am the least of the apostles the least ဆိုတာဒီ small သေးငယ်တာထက်တောင်မှတမန်တော်တွေထဲမှာတော့ငါဒီအသေးငယ်ဆုံးအယုတ်ညံ့ဆုံးဖြစ်တယ်တဲ့ဘာကြောင့်ဆိုရင်အရင်တုန်းကအသင်းတော်ခရစ်တော်ရဲ့အသင်းတော်ကိုညံပန်းနှိပ်စက်တဲ့သူဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့သူဒီအသေးငယ်ဆုံးတော့အယုတ်ညံ့ဆုံးတော့တမန်တော်လို့သူ့ကိုယ်သူတတ်မှတ်တာကိုကျွန်တော်တို့တွေ့ရတယ်အယုတ်ညံ့ဆုံးတော့သူ့ကိုယ်သူအသေးငယ်ဆုံးလို့ခံယူထားတဲ့ရှင်ပေါလုကိုလည်းဘုရားသခင်ကြီးကြီးမားမားအသုံးပြုသွားတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရပါတယ်ရှင်ယာကုပ်ဩဝါဒစာခန်းကြီး3အပိုင်ငယ်9ကနေ6မှာကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးမှာတဲ့အသေးငယ်ဆုံးအစိတ်ပိုင်းဖြစ်တဲ့အင်မတန်မှသေးငယ်တဲ့အစိတ်ပိုင်းဖြစ်တဲ့နှုတ်ရှာအကြောင်းကိုရေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ရှာကအင်မတန်သေးငယ်တော့လေတဲ့ခန်းကြီး3အပိုင်းငယ်9မှာဆိုလို့ရှိရင်ရှာသည်မီးဖြစ်၏ဘာကြောင့်လဲဆိုရှင်အခန်းငယ်9မှာထင်းဘလောက်ပဲများများမိတတို့အဖြစ်အကုန်လုံးကိုလောင်ကျွမ်းစေနိုင်တယ်လို့ပဲဒီနေ့ကျမတို့ခန္ဓာကိုယ်မှာလည်းရှာသည်မိဖြစ်၏တဲ့ရှာသည်ငါတို့၏အင်္ဂါတို့တွင်တည်၍တကူလုံးကိုညှဉ်းညူးစေ၏ခန္ဓာကိုယ်ဒီညလောက်ကျမတို့ကြီးမားတဲ့ခန္ဓာကိုယ်မှာတိတ်ပြီးတော့မှမကြီးတဲ့သေးငယ်တဲ့ဒီရှာကိုကျမတို့မထိန်ချုံတတ်ဘူးဆိုရင်ဒီနှုတ်ရှာအဖြစ်ကျမတို့တဘဝလုံးဒုက္ခရောက်သွားတဲ့ဟာခန္ဓာကိုယ်တစ်ခုလုံးကိုညှဉ်းညူးစေပြီးတော့မှကျမတို့တကူလုံးကိုဒုက္ခရောက်စေတဲ့အကြောင်းအရာကိုကျမတို့ရှာရဲ့အရေးပါပုံဒါကြောင့်မို့ကျမတို့တုတ်တန်ကျမ်းမှာလည်းပညာစကားနှုတ်မွတ်ဖို့ဒီနှုတ်ရှာပါးစပ်အဖြစ်ကောင်းခြင်းမင်္ဂလာဖြစ်စေဖို့အများကြီးတုံသင်ထားတော့ကျမတို့တွေ့ရပါတယ်သခင်ယေရှုရဲ့အသက်တာကိုကြည်လိုက်တဲ့အခါမှာတော့မှသခင်ယေရှုလည်းသူလူစားသိခံပြီးတော့မှလောကကိုလာတဲ့အခါမှာလူတွေသူ့ကိုအထင်မကြီးကြပါဘူး။ဘာကြောင့်လဲဆိုရင်လူတွေမျှော်မှန်းထားတဲ့မေရှိယကယ်တင်ခြင်းဟာဘုံနဲ့တကိုးနဲ့ကြွလာပြီးတော့မှကယ်တင်မယ်လို့ထင်ထားပေမဲ့သခင်ယေရှုကအင်မတန်မှကိုနှိမ်ချစွာအဖြစ်နွားတင်ကုတ်လေးထဲမှာမွေးဖွားခြင်းခံတယ်။သူ့ရဲ့အသက်တာမှာလည်းအင်မတန်မှကိုနှိမ်ချစွာအသက်ရှင်တဲ့အခါမှာသူ့ကိုလစ်လျူရှုထားကြတယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့တွေ့ရတယ်။138ခုမြောက်တော်ဆောင်တဲ့အပိုင်ငယ်20နှစ်မှာ
တိုက်ကိုတီလုတ်တော်သူများပယ်ထားသောကြောက်ဒီနောက်တစ်ဖန်တိုက်တော့အထွတ်အဖျားသို့ရောက်ပြန်၏ဒီမှာတော့ကျမတို့အင်္ဂလိပ်လိုနဲ့ cornerstone ဆိုတဲ့စကားကိုအသုံးပြုထားပါတယ်ဘာမှမပြောပလောက်လို့ပြစ်ပယ်ခြင်းလစ်လျူရှုခြင်းခံထားရတဲ့ဒီကြောက်တုံးကနောက်ဆုံးမှာတော့အဆောက်အဦတစ်ခုရဲ့အရေးအကြီးဆုံး cornerstone တောက်တိုင်ကြောက်မြစ်ကြီးဖြစ်လာတယ်ဆိုတဲ့အကြောင်းအရာကိုဒါသခင်ရှုနဲ့ပတ်သက်ပြီးတော့မှ prophet ပြုထားတာကိုကျမတို့ဟေရှာယအနာဂတိကျမ်းအခန်းကြီး28ပိုင်ငယ်16မှာစုံစမ်းသောအမြင့်ကြောက်တည်းဟုသောမလုံနိုင်အောင်မြဲမြံသောတိုက်တောင်းအမြင့်ထိုကြောက်ကိုအမိပြုသောသူသည်ပြေးရသောအကြောင်းမရှိအဲ့ဒါကိုကျမတို့အေဖက်ဩဝါဒစာခန်းကြီးနဲ့အပိုင်ငယ်6ကနေ7မှာကြည့်လိုက်တဲ့အခါမှာလေတမန်တော်တို့မှစ၍ prophet များတည်းဟုသောတိုက်မြစ်အပေါ်၌တည်ဆောက်လျက်ရှိကြ၏ထိုတိုက်တောင်းအမြင့်ကြောက်ကယေရှုခရစ်ဖြစ်သည်သခင်ယေရှုလောကကိုလာတဲ့အခါမှာအင်မတန်မှကိုနှိမ်ချစွာအထက်လာတဲ့အတွက်ကြောင့်မလို့တချို့ကသူ့ကိုဟာဒါကယောသန်နဲ့မာရိတို့ရဲ့သားပဲမဟုတ်လားဆိုပြီးတော့မှသူ့ကိုလိလိရှုထားကြတယ်သို့တော်လည်းလူတွေသိမမြင်တဲ့လူတွေလိလိရှုထားတဲ့ဒီကြောက်ဒီကျမတို့အသင်းတော်ရဲ့အခြေခံအုံမြင့်ဖြစ်လာတယ်ကျမတို့ကယ်တင်ခြင်းရဖို့ရန်အင်မတန်မှအရေးကြီးတဲ့အုံမြင့်ဖြစ်လာတယ်ဒီကြောက်ကိုအမိပြုတဲ့သူထွက်ပြေးစရာအကြောင်းမရှိဘူးရှက်ကြောက်ခြင်းမရှိရဘူးဆိုပြီးတော့မှကျမတို့တမန်ကျမ်းစာထဲမှာတွေ့ရှိရပါတယ်ဒီလိုပဲသခင်ယေရှုသူဟောတဲ့ဒေသနာတွေထဲမှာလည်းတင်းငယ်ချင်းအကြောင်းတွေအများကြီးဖော်ပြထားတယ်ရှမသက်ခရစ်ကျမ်းခန်းကြီး19အပိုင်ငယ်20မှာကျမတို့ရဲ့ယုံကြည်ခြင်းမုံညင်းစည်းလောက်ပဲရှိနေတော့မှတောင်ကိုရွေ့စေနိုင်တဲ့အထိဖြစ်စေတယ်ဆိုပြီးတော့မှတင်းငယ်တော့လည်းအင်မတန်မှအစွမ်းတကူကြီးတဲ့အကြောင်းကိုဖော်ပြထားတာကိုကျမတို့တွေ့ရပါတယ်ဒါဝိဒ်မင်းကြီးဗိတ်တိတ်ခံရခြင်းဒါဝိဒ်ဒီလူတန်ကြီးကိုအောင်မြင်ရခြင်းအကြောင်းရင်းကသူခန္ဓာကိုယ်အဖြစ်တင်းငယ်တော့လဲသူ့ရဲ့ပညာအဖြစ်တင်းငယ်တော့လဲဘုရားသခင်ရဲ့နာမတော်ကိုဆွဲကင်တဲ့အခါမှာသူအောင်မြင်ခြင်းခွင့်ရတယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့တွေ့ရှိရတယ်ခရစ်တော်၌ရှိတဲ့အခါမှာအသက်တာတွေတိုးပွားတဲ့ဆိုတဲ့အကြောင်းအရာကိုခုနကသမတိကျမ်းတစ်ခုလုံးမှာလည်းကျမတို့တွေ့ရှိခဲ့ရတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကျမတို့ဒီကျမ်းစာတွေကိုဆင်ခြင်ခွန်အားယူလိုက်တဲ့အခါမှာလက်တွေ့ဘဝအတွက်ကျမတို့ဘာသွန်သင်နေတယ်လဲဆိုလို့ရှိရင်ဒုတိယချက်အနေနဲ့ကတော့ကျမတို့ရဲ့တက်တာမှာတင်းငယ်တဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့ကျမတို့သွန်သင်ပေးနေပါတယ်ဇက်ကတကားရှိကြည့်လူတိုင်းကတော့အဓိကဇက်ဆောင်တွေပဲဖြစ်ချင်တယ်ဒါပေမဲ့လည်းအဲ့ဒီဇက်ကတကားမှာဘီလိန်တွေပါမယ်နော်ဘာမှမျက်နှာလေးတော့မဖော်ပြရတဲ့ခက်လျှောက်ကလေးတွေလည်းပါမှာပဲဒါပေမဲ့သူတို့အားဖြင့်ဒီဇက်ကပုံမှာပြေဆုံးပြီးတော့မှကြည့်လို့ကောင်းလာတဲ့ဇက်ကားတွေဖြစ်လာဒီနေ့ကျမတို့အသက်တာမှာလည်းကျမတို့ရဲ့ဘေးပတ်ဝန်းကျင်မှာလည်းတခြားသောသူတွေလောက်အရေးပါအရာမရောက်တော့လဲနော်ကျမတို့ပတ်ဝန်းကျင်ကိုပြည့်စုံစေတဲ့သူတွေအများကြီးရှိတာကိုကျမတို့လစ်လျူမှုရှုဖို့ရန်ဒီနေ့ဒီကျမ်းစာအဖြစ်ကျမတို့ခွန်အားယူမိတယ်လို့အားလုံးကိုလည်းခွန်အားပေးချင်ပါတယ်အသင်းသူတင်သားတွေကြားထဲမှာလည်းအရန်ထင်ပေါ်တဲ့အသင်းသူတင်သားတွေရှိတယ်ပညာတတ်တဲ့နော်နေရာတကာမှာလုံနိုင်ကန်နိုင်စွမ်းရည်ရှိတဲ့အသင်းသူတင်သားတွေရှိတယ်လို့ပဲတချို့ဒီမထင်မပေါ်ပေမဲ့လည်းအသင်းတော်ရဲ့အိမ်ထောင်တစ်ခုဖြစ်တဲ့အခါမှာအသင်းတော်အတွက်အိမ်မတန်မှအရေးကြီးတဲ့အသူတွေလည်းအများကြီးရှိတယ်ဒီຢာတွေကိုကျမတို့လစ်လျူမှုရှုဖို့ရန်ကျမတို့ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးနေတယ်ဆိုတာကိုကျမတို့တွေ့ရပါတယ်အဲ့တော့တစ်ခါတလေကြာရင်ကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာတခါတလေကိုအောင်မြင်နေတဲ့အခါဆင်ပြေနေတဲ့အခါမှာကိုဟုတ်လာပြီလို့ထင်ပေမဲ့လေတခါတလေကြာရင်ကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာအရန်သေးသိမ်နေတဲ့အချိန်တွေလည်းအများကြီးရှိပါတယ်ငါဘာမှမဟုတ်ပါလားငါဘာမှမလုပ်နိုင်ပါလားဆိုတဲ့အခြေအနေအခုကျမတို့မြန်မာနိုင်ငံမှာလည်းဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်တဲ့အခါမှာတခါတလေမှာအရန်သေးသိမ်တော့ခံစားရတယ်ငါဘာမှလုပ်နိုင်တာမရှိပါလားငါဘာမှမဟုတ်ပါလားငါအရန်သေးငယ်ပါလားဆိုပြီးတော့မှခံစားရတဲ့အချိန်ရှိတယ်ကျမတို့အမေတော်အောင်ဆန်းစုကြည်ကတော့ဗာပြောခဲ့တယ်လဲဆိုလို့ရှိရင်If you are feeling helpless, help someone. တကယ်လို့မိမိကိုမိမိကူရမဲ့ကြရမဲ့ဖြစ်နေတဲ့အင်မတန်မှကိုသေးငယ်တယ်လို့ခံစားနေတဲ့အချိန်မှာတဲ့ကိုထက်အကူအညီလိုအပ်နေတဲ့သူကိုထက်ဒုက္ခရောက်နေတဲ့သူတည်းယောက်ကိုအကူအညီပေးလိုက်ပါတဲ့အဲ့ဒီခါမှာကျမတို့မှာဘယ်လောက်တောင်ရှိတယ်လဲဆိုတာကိုကျမတို့တွေ့မြင်လာမှာဖြစ်တယ်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာဒါအင်မတန်မှလိုအပ်နေတဲ့အချိန်ဖြစ်တယ်တခါတလေကျမတို့ကြီးမားမားလုပ်နိုင်တဲ့အရာမရှိဘူးဒါပေမဲ့လည်းကျမတို့ဒီသေးငယ်တဲ့အရာတွေကိုပဲကြီးမားတဲ့နှလုံးသားများဖြင့်လှုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်ကျမတို့ခရစ်တော်၌မင်္ဂလာရှိတော်ဘုရားသခင်အလိုတော်ရှိတော်သေးငယ်တော်သူဖြစ်လင့်ကစားခရစ်တော်နဲ့တူဘုရားသခင်နဲ့တူကျမတို့ကြီးမားလာတဲ့အသက်တာကိုရရှိနိုင်ဖို့ရန်ကျမတို့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးအပ်ပါတယ်။ဂျာနာတို့ရောက်စတဲ့ပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ။